အားလုံးပဲမင်္ဂလာပါ Venus မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ generation တိုင်းမှာအကောင်းဆုံး team form ရှိခဲ့ပြီး Konoha ရဲ့ the most strategic team လို့တင်စားခံရတဲ့ Inoshikacho Trio အကြောင်းပြောပါမယ် Inoshikacho ဆိုတာတော့ဝက်တမင်နဲ့လိပ်ပြလို့တိတ်ပေးရပြီးကန်လန်လိုက်တိရစ္ဆာန်တွေကိုစားပြုကြပါတယ်ဒီ Trio ကအခြား team တွေလို CRA ယူဆချက်တဲ့ဖွဲ့စည်းခဲ့ရမှာမဟုတ်ပဲမျိုးဆက်တည်းလား history ရှိခဲ့ကြတဲ့ team တစ်ခုပါ Konoha ရဲ့ Phonic clan တွေရမလို့စားရတယ်မသိကြပါဘူး generation တွေပြောင်းလာတာတဲ့ရွာမှာ ninja လုပ်တဲ့ lineage လုပ်လာကြတဲ့ချိန်နေရစားလို့ Shikata Inojin Chojo ရဲ့ era မှာတော့18မြောက်မျိုးဆက်တီတောင်ရှိလို့နေပါပြီ။နာရကလန်ယာမနာကလန်နဲ့အာခိမီကီကလန်တွေပါဝင်တဲ့ team လို့ memory ရလည်းဘလလိုင်းတီးတဲ့တွေကိုချန်ခဲ့ကြတဲ့ KK ကန်ခါယူစားတွေပါ။ Ninja လို့ဒေသလို့တော့လေသူများနဲ့မတူဘဲခိုနိုဟာမှာရှိတဲ့ chart နေတဲ့ကို strategy ကြီးမွန်တဲ့ battle formation တွေမှာဆိုရင်မျိုးဆက်တိုင်းနေအကောင်းဆုံးနေထားမှာရှိခဲ့ကြ streamer team တစ်ခုပါ။အဲ့လိုပြောလို့ Minato generation နဲ့ Naruto generation တွေမှာဘာလို့မကြမ်းလဲဆိုပြီးမိကုံထုတ်ချပါ။ Minato တို့ Naruto တို့ဆိုတာတကယ်တော့တကောင်နဲ့မှတ်ခဲ့ကြတဲ့ကောင်တွေဖြစ်ပြီး Trio ဆိုရင် Inoshikacho formation မှာတဲ့ 3 minute တင်မှမရှိပါဘူး။ Core ရော DJ တဲ့ team 7 block strong နေပါတယ်ဆိုတာတကယ်နာပါဒီ Trio ရဲ့ memory ရတယ် clay ဘွားရဲ့ clan ရဲ့ just ကိုတင်ခဲ့ရတယ်ပြီးမျိုးလဲလိုက်ကြတဲ့ကောင်တွေမလို့ရှေ့ generation နေနေလို့ပြနိုင်ကြပါတယ်ဘယ်လိုပဲ strong တဲ့ Trio လို့ပဲပြော order ပြောင်းသွားတာမလို့ Boruto မှာတော့အရင်လို Inoshikacho ပါလေလို့မခံစားမိရတော့မှန်ပါရှီကာတိုင်းပါနေလို့လား formation ရဲ့လို့ကြည့်ပြောရှိနေတာပါတကယ်တမ်း generation တွေကဘာဆိုဘာမှရလို့လောက်ွက်လည်းမရှိလောက်ွက်လည်းမထွက်ကြတဲ့ပေါ်တာရှိနေပြီးအဆင်မရှိပါတယ် series ကလည်း ongoing ဆိုတော့ politics တွေဘယ်လိုလာမှမသိပေမဲ့အခုချိန်နေတော့ messing ကနေ Inoshikacho Trio ထဲမှာအားမရဆုံး Trio တစ်ခုပါ Kosuke Maruboshi ဆိုတဲ့ Konoha ရဲ့တဒန်းရင်ဂိမ်းကြီးက Inoshikacho ရဲ့မျိုးဆက်နှစ်ခုနောက်ထိကိုမိခဲ့ပြန်ပါတယ်ဆိုတော့တွေးကြည့်မလို့တော့တမိုင်းကြောင့်အစင်လာနဲ့ဖြုတ်ခဲ့တဲ့ Trio လဲဆိုတာတွေးကြည့်သိနိုင်ပါတယ်ဒီ Trio ရဲ့ battle formation တွေကသူတို့တို့ကိုပဲဒီဇိုင်းဒီဇိုင်းဆွဲထားကြတဲ့ formation တွေဖြစ်လို့အခြားထင်းနေရမဟုတ်ပဲသူတို့ရဲ့ဂျုံလင်းဆရာကိုရန်အောင်လိုက်လို့ဖို့ခက်တဲ့ Shinobi ဘောရဲ့ Kamasuin Video 3 team တစ်ခုပါstrategy တွေ battle formation တွေပဲဘယ်လောက်ပဲတော်ပါလေလို့ချီးကျူးနေပါလေသူတို့ကြားမှာယုံကြည်မှုဆိုတဲ့ကြိုးလေးတစ်ချောင်းလာဒီ formation ကိုပြောင်းပြောင်းစေတဲ့အဓိကတော့ချက်တစ်ခုပါ strategy formation တွေကတော့နောက်က အဓိကပိတ်ခိုင်းရှိဖြစ်တဲ့ Nara clan အဓိကတာဝန်ယူရတာဖြစ်ပြီး team ရဲ့အသက်သွေးကြောလို့ပြောရင်လည်းမမထင်ပါဘူး battle တစ်ခုနိုင်မှုဆိုအဓိကတာဝန်ယူရတာဖြစ်ပြီးများသောအားဖြင့်ချင်းတွေမှာ Yamanaka clan ရဲ့ mind transfer ချက်စီတွေလည်းဖွင့်ပေးရတာမျိုးတွေအထိတာဝန်ယူရပါတယ်Akimiki ကလန်နာရတော့နေကတိုက်ပွဲနဲ့ finishing ဘိုင်းတွေတာဝန်ယူရမလို့ team ရဲ့ war strength အဓိကအသုံးယူရတဲ့ Shinobi လည်းဖြစ်ပါတယ် Nara အရင်နဲ့ချုပ် Yamanaka micro လုပ်ပြီး Akimiki ကမမြင်လိုက်ချတယ်လို့ထင်ကြပါအဲ့လိုထင်တဲ့လူအများစုကပဲ Inoshikacho formation မှာရှုံးပြလိုက်ကြတာပါမြင်တာအောင်ပြောရရင် filler episode 239မှာဆိုရင် Konoha အနေနဲ့လာပြီးကြတဲ့ hidden strong ninja တွေကိုတော့ formation တစ်ကွက်နဲ့နိုင်လွှဲနိုင်တဲ့ဒီပါဒါတော့ gain level ပဲရှိပါသေးတယ် series ရဲ့စောစောမျိုးဆက်ဖြစ်တဲ့ Shikaku Inoichi နဲ့ Choza တို့ဆိုရင် favorite ninja မှာရေးကြည့်တဲ့ rule တွေကိုကြံခဲ့ကြတဲ့ဖဲတွေပါ Trio မှာကျန်းကြတာမဟုတ်ပဲ individual မှာလည်းပြီးသွားပြီဆိုတော့ Shikaku ရဲ့ strategy ကိုကြည့်ရင်သိနိုင်ပါတယ်။ဒါဖြစ်တဲ့ Shikamaru ဆိုရင် hidden လို့ကောင်းတော့ 1 vs 1များပြီးအပေါက်သိနိုင်တဲ့ဒီ plan နဲ့ strategy တွေမှာတော်လေးကိုထားကြတဲ့ Nara clan သားတွေပါ။အဲ့အပြင်မှာရွှေနှဲငွေညီနောင်နေရာကိုလည်း Shikaku ရဲ့ strategy နဲ့ပဲအနိုင်ယူလိုက်နိုင်ပြီး Kingaku တော့မျိုးဆက်သစ်တွေဖြစ်တဲ့ Shikamaru ကိုအနိုင်ယူလိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီဘက်တွေမှာဆိုရင် Choji ရဲ့ initiating role တောင်းယူရတာဖြစ်လို့ multi side expanding Jetsu နဲ့ Kingaku အာရုံလွှဲထားပြီး Shikamaru Jetsu သုံးဖို့အတွက်လမ်းဖွင့်ပေးထားပါတယ်။ formation တွေကတစ်ခုဖြစ်တဲ့ Shikamaru ရဲ့ shadow possession Jetsu Clay Cloud ထင်လို့ Ino ရဲ့ mind transfer မိပြီးနာမည်ခေါ်လိုက်တာနဲ့ငွေညီတဲ့တယောက်ပွဲသိမ်းသွားပါတယ်။လောက်ဆို Inoshikacho Trio ဘယ်လောက်လုပ်လဲဆိုတာသိနိုင်ပါပြီ။ဒါဆိုဘာလို့ Inoshikacho Trio ကအမြဲတမ်း 3 man team ဖြစ်နေရတာလဲ။ဒါကဘယ်သူမှမမေးတော့ကျွန်တော်ငငယ်လေးကကိုယ့်ဘာသာမေးခွန်းထုံးရဲ့ semi ဆရာလေးပါ။ဒီ clan သုံးခုက Phonic clan တွေကဖြစ်ပြီး clan တွေကြားမှာလည်းဆက်ဆက်ရင်ကောင်းနေရှိနေရကြောင်းဖြစ်နိုင်ပါတယ်။နောက်တစ်ချက်က Ninjutsu ဗဒင်မှာမရှိမဖြစ်ရေးကြည့်ရမလို့အားသာချက်တွေပြီးတော့မှအားနည်းချက်တွေလည်းရှိလို့နေပါတယ်။ဒီလိုအားနည်းချက်တွေကိုပဲ Jetsu တစ်ခုချင်းစီတိုင်းရေပေါင်းမဖြစ်အောင်တင်ပေးထားတာပါ။ဥပမာ Yamanaka ရဲ့ mind transfer Jetsu ဆိုရင် Nara shared possession နဲ့ချုပ်မထားပြီးတော့အရှင်လည်းဝိညာဉ်လွန်သွားနိုင်ခြင်းရှိပါတယ်။ Nara Jetsu သုံးနာချိန်မှာလည်းနောက်က backup နေနဲ့ Akimiki ရဲ့ Jetsu တာပါမယ် formation အနေနဲ့ဖြစ်နိုင်တယ်လို့ Inoshikacho triangle ဆိုတာလည်းပြတ်သွားနိုင်ပါတယ်။အလွယ်ပြောရရင် Jetsu တစ်ခုပါ Jetsu တူတကယ်ချင်းတယောက်ပါတကယ်ချင်းတယောက်အမိတဟဲပြုနေရတာကြောင့်ပဲ Inoshikacho ရဲ့လို့ဖြစ်လာစေတာပါဒီ formation ကိုမိဘမျိုးဆက်တွေကနေစလို့တာသမီမျိုးဆက်တွေအထိပတ်တဲ့တွေမှာ Inoshikacho ရဲ့လို့အချိန်သက်တည်ပြခဲ့ပြီးပါပြီ။ဒါကြောင့်ပဲ Inoshikacho ရဲ့ team form ပြောင်းသွားလို့ formation ကလည်းအမြဲတမ်းရှိနေရတဲ့အဓိကအကြောင်းရင်းပါ။စဉ်းစားကြည့်ရင် Naruto မှာ generation နှစ်ခုတိချပြသွားပြီး Boruto မှာနောက်ထပ်မျိုးဆက်တစ်ခုနာမည်ထပ်မနေဘူးလားဆိုတာပေါ့ချာတွေးမိနေပါတယ်။ fan page မှာမေးခွန်းဖြစ်တယ်မလို့ဆရာသမားတွေအောက်က comment box မှာအမြင်တွေလွတ်လပ်စွာဆွေးနွေးသွားနိုင်ပါတယ်။ဒီဗီဒီယိုလေးရတော့လောက်ပါပဲ။ဆုံးအောင်ဒီဗီဒီယိုတယောက်ချင်းလေးလည်းကျေးဇူးအများကြီးတင်ပါတယ်။